ဘယ်နေရာမှာပဲရှိရှိဘယ်နိုင်ငံမှာပဲရှိရှိကျမတို့ရဲ့ audience တွေကိုကျမတို့ဒီနေရာကနေနှုတ်ခွန်းဆက်ချင်ပါတယ်ကျမတို့ဘက်မှာတော့မင်္ဂလာညနေဂျန်လေးဖြစ်ပါတယ်အော်စီယာဘက်မှာတော့အခုချိန်မှာတော့မနေ့ပါတယ်မနေ့ဖြစ်ပါတယ်လို့ကျမတို့တွေနိုင်ငံတွေမတူဘူးနေရာတွေမတူဘူး background တွေမတူဘူး digital စီးပွားရေးလုပ်ငန်းကိုအတူတကွလှုပ်ဆောင်နေကြတဲ့လုပ်ငန်းရှင်တွေပါတနာတွေဖြစ်ပါတယ်ကျမတို့ကတော့တပတ်တစ်ခေါက်digital စီးပွားရေးလုပ်ငန်းအကြောင်းနဲ့ပတ်သက်ပြီးတော့မှလည်းကျမတို့ရဲ့စီးပွားရေးလုပ်ငန်းရဲ့အကျိုးကျေးဇူးတွေပေါ့နော်ကျမတို့တွေ share ပေးနေတာဖြစ်တယ် knowledge တွေလည်း share ပေးနေတာဖြစ်ပါတယ်ဒီနေ့တစ်ဖက်ပြန်လဲပြီးတော့မှလည်းညီမဟောင်းနဲ့တူတူပဲတွေ့ရတဲ့အခုနဲ့တူပဲစီးပွားရေးလုပ်ငန်းအကြောင်းကို share ရမှာဖြစ်တဲ့ကြောင့်မို့လို့လည်းအများကြီးပဲဝမ်းသာပါတယ်လို့ပြောချင်ပါတယ်ဒီနေ့ကတော့ကျမတို့ရဲ့စီးပွားရေးလုပ်ငန်းရဲ့ကျမတို့နဲ့လက်တွဲတဲ့ကုမ္ပဏီက50နဲ့တစ်နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ် convention လည်းလုပ်နေပါတယ်လို့အရမ်းပဲဒီမှာသွားနေတဲ့သူတွေကြည့်ပြီးတော့မှအရမ်းပဲပျော်ပါတယ်ကိုမသွားလေပဲပေါ့နော်သူတို့ကိုကြည့်ပြီးတော့မှအပျော်တွေလည်းကူးဆက်ပါတယ်လို့ဆိုတော့ကျမတို့စီးပွားရေးလုပ်ငန်းကတော့တကယ်ပဲ50နဲ့တစ်နှစ်ကိုပြည့်ခဲ့ပြီဖြစ်တဲ့ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အနေငယ်လေးမိတ်ဆက်ချင်ပါတယ်လို့ကျမနာမည်ကဆန်ရိုတီဆန်နီရိုလို့ခေါ်ပါတယ်ကျမကတော့ဝါရှင်တန် DC မှာတားနဲ့သမီးနဲ့အတူတကွနေထိုင်ပါတယ်ဆိုတဲ့အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်လို့ညီမလေးဟောင်းမိတ်ဆက်ပေးပါဟုတ်ကဲ့ပါကျမကတော့ကျမနာမည်ကတော့မိသက်ခန့်ဟောက်လို့လည်းခေါ်ပါတယ်လို့ကျမကအော်စတြေးလျနိုင်ငံမဲဘုံမြို့မှာမိသားစုနဲ့အတူနေထိုင်နေကင်နာကားတဲ့ educator ဖြစ်ကျမ full time လုပ်ပါတယ်ပြီးတော့ကျမက online ကနေမှအလုပ်လုပ်ချင်တဲ့မိတ်ဆွေတငယ်ချင်းတွေကိုကူညီပေးနေတယ်ရောက်နေနဲ့လေကျမကအလုပ်လုပ်ကင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျမတို့တွေကdigital စီးပွားရေးလုပ်ငန်းကတော့အသက်အရွယ်16နှစ်ပဲပေါ့နော်16နှစ်ပြည့်တာကနေကျမတို့အသက်အရွယ်ကန့်သတ်မထားဘူးလှုပ်ဆောင်လို့ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်ခုနပြောသလိုပဲကျမတို့စီးပွားရေးလုပ်ငန်းကတော့50နဲ့တစ်နှစ်ပတ်လေတောင်မှပြည့်သွားပြီဖြစ်တဲ့အခါမှာခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေရာမှာကတော့ပြောပြချင်တယ်ပေါ့နော်ဒီနေ့တော့ဓာတ်ပုံတွေပြင်ဆင်လာတဲ့ကြောင့်မို့လို့နောက်လိုက်ပြီးကြတော့မှပဲကျွန်မပြန်ပြီးတော့မှ share ပေးမှာဖြစ်ပါတယ်လို့ဆိုတော့ကုမ္ပဏီကဘယ်လောက်တောင်ခိုင်မာမှုရှိတယ်လဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှနေ့ငယ် share ပေးချင်ပါတယ်ကျမတို့ရဲ့စီးပွားရေးဒီကုမ္ပဏီတွေကတော့နိုင်ငံပေါင်း40နဲ့နိုင်ငံပေါင်း26နိုင်ငံမှာကုမ္ပဏီပေါင်း43နေရာမှာရှိပါတယ်ဒီလိုမျိုးနိုင်ငံ26နိုင်ငံကိုစီးပွားရေးလုပ်ငန်းကကျေပြန့်လာတာပေါ့နော်ဆိုတော့တနိုင်ငံတွေတိုးချဲ့လာတယ်ဆိုတာကတော့တကယ်ပဲ product လည်းကောင်းသလိုစီးပွားရေးလုပ်ငန်းကလည်းတကယ်ပဲခိုင်မာတဲ့အကြောင်းမို့ကလည်းဒီလိုမျိုးတိုးချဲ့နိုင်ရတာဖြစ်တယ်အောင်မြင်မှုတွေကိုရရှိနေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်ပါတယ်လို့ကျမတို့ရဲ့မိတ်ဆွေတွေလေ့လာချင်တယ်ဆိုလို့ရှိရင်လည်းကျမတို့ကဖိတ်ခေါ်ချင်တယ်ဆိုတဲ့အကြောင်းဒီနေရာကနေကျမတို့ပြောပြပေးချင်ပါတယ်စီးပွားရေးလုပ်ငန်းကိုစိတ်ဝင်စားရဆိုလို့ရှိရင်လည်းအမြဲတမ်းပဲ welcome ပဲလုပ်နေပါတယ်လို့ဒါဆိုလို့ရှိရင်တော့ဆက်လက်ပြီးတော့မှဘလောက်တောင်မှခိုင်မာမှုရှိတယ်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှညီမလေးဟောင်းလေးလည်း share ပေးပါဦးဟုတ်ကဲ့ပါဒီလုပ်ငန်းကဘယ်လောက်ထိခိုင်မာမှုရှိလဲဆိုတော့ကျမတို့စပြီးတော့ဒီလုပ်ငန်းကိုစလေ့လာလိုက်ပြီးတော့စပြီးတော့အလုပ်လုပ်ကင်ပြီးဆိုတာနဲ့ကျမတို့ကသူသတ်မှတ်ထားတယ်ပေါ့နော်ဒီ AVN number တွေဘာတွေပေါ့နော်တေချာကျမတို့ရှိမှပြီးမှ citizen ဖြစ်မှ permanent resident ဖြစ်မှကျမတို့တေချာဒီလုပ်ငန်းကိုလုပ်ကင်လို့ရတာဖြစ်ပါတယ်လို့ဒါကဒီလိုမျိုးရှိမှလုပ်ကင်လို့ရတယ်ဆိုတာကလည်းတကယ်ကိုတရားဝင်စီးပွားရေးလုပ်ငန်းမှုလို့ဒီလိုမျိုးအချက်လက်တွေလိုအပ်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီလုပ်ငန်းကအရန်ကိုခိုင်ပါတယ်ပြီးလို့ရှိရင်နှစ်စဉ်နှစ်တိုင်းမှာလည်းကျမတို့ကtax return ဆိုတဲ့ဟာမျိုးပေါ့နော်ကျမတို့ Australia မှာဆိုလို့ရှိရင်အဲ့လိုရှိရဲ့အဲ့ဒီ tax return တွေကိုလည်းကျမတို့လုပ်ပေးရတယ်ဒီဟာကိုကြည့်ချင်းအပြင်ဒီလုပ်ငန်းကဘယ်လောက်ထိခိုင်မာလဲဆိုတာကိုသိရတာဖြစ်တယ်လို့ပြီးတော့အခုဆိုလို့ရှိရင်လည်းအမပြောသလိုပဲ52နှစ်တိုင်အောင်ကျမတို့ရဲ့ကုမ္ပဏီကတည်တက်နေပြီဖြစ်ပါတယ်လို့ဘယ်လိုပြောမလဲခိုင်မာပြီးမှเนาะသွားနေတဲ့လုပ်ငန်းဖြစ်တယ်လို့တခြားလုပ်ငန်းတွေလိုမျိုး5-6နှစ်လောက်နဲ့စပြီးတော့ပျောက်သွားတဲ့လုပ်ငန်းမျိုးမဟုတ်ဘဲနဲ့တကယ်ပဲရေရှည်သွားနေတဲ့လုပ်ငန်းဖြစ်တယ်ဒီဟာဘာကြောင့်လဲဆိုလို့ရှိရင်ဒီဟာကတကယ်ကိုကောင်းတဲ့ system နဲ့ပြုလုပ်ထားတဲ့လုပ်ငန်းမှုလို့အခုလိုမျိုးရေရှည်52နှစ်တိတိုင်အောင်သွားနိုင်ပြီးတော့လုပ်နေတဲ့လူတွေလည်းပိုပြီးတော့များလာတာဖြစ်တယ်ဒါကြောင့်မို့လို့ဒီလုပ်ငန်းကတကယ်ပဲတရားဝင်ပြီးခိုင်မာတဲ့လုပ်ငန်းဖြစ်ပါတယ်လို့ကျွန်မကပြောချင်ပါတယ်ပြီးတော့ဒီလုပ်ငန်းကိုကျွန်မလုပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်မရဲ့
personal အနေနဲ့ပေါ့နော်တိုးတက်မှုရှိတာတွေရလက်လေးတွေကိုကျွန်မအနေငယ်လေး sharing လုပ်ချင်ပါတယ်လို့ကျွန်မဆိုအရင်တော့ဆိုလို့ရှိရင် Monday to Friday 9 to 5ပေါ့နော်ကျွန်မအလုပ်လုပ်တယ်ညဘက်ဆိုလို့ညနေဘက်ဆိုမတော့9နာရီဆိုပေမဲ့လည်းအိမ်ပြန်ရောက်တယ် traffic တွေပါတွေနဲ့ဆိုလို့ရှိရင်ကျွန်မဆိုလို့ရှိရင်6နာရီ9နာရီလောက်မှအိမ်ပြန်ရောက်တယ်ပေါ့ဆိုတော့ခါကျတော့သားသမီးတွေနဲ့ကျွန်မမှာသား3ယောက်ရှိတယ်သားတွေနဲ့ကိုအချိန်ပေးဖို့ကတော်တော်လေးနည်းသွားတာပေါ့နော်ဘာလို့ဆို9နာရီ10နာရီဆိုကိုလည်းအလုပ်လုပ်လာခဲ့တယ်လို့ဆိုတော့ပြင်ပန်းသွားပြီးတော့အိမ်မှာဟိုရှိတာလေးပဲစားတောက်ပြီးကလေးတွေနဲ့နှုတ်ဆက်စကားပြောတာလောက်ပဲလုပ်ပြီးတော့တေချာအချိန်မပေးနိုင်တော့ဘူးပေါ့နော်ဒါမဲ့လို့မိသားစုကလည်းရှိတယ်ပြီးတော့လူနိုင်ငံမှာနေတဲ့အခါမှာအသုံးစိတ်ကလည်းပိုပြီးများတဲ့အခါကျတော့ကျွန်မအလုပ်တစ်ခုတော့လုပ်ရမယ်ဆိုပြီးတော့ကျွန်မစဉ်းစားတယ်ဒါမဲ့လို့အချိန်လည်းကိုယ်မှမရှိတော့ဘူးလေဆိုတဲ့အခါကျတော့တခြားလုပ်ဖို့ဆိုတာလည်းမလွယ်ဘူးအဲ့တော့ကျွန်မဒီ online ဒီ business လုပ်ငန်းကိုကျွန်မတွေ့တဲ့အခါလေ့လာလိုက်တဲ့အခါမှာကျွန်မရဲ့လက်ရှိအခြေအနေနဲ့လည်းညှိနှိုင်းပြီးတော့လုပ်လို့ရတဲ့အလုပ်လေးလည်းဖြစ်တဲ့အခါကျတော့ကျွန်မကစပြီးတော့လုတ်ခဲ့တာဖြစ်တယ်အခုလိုလုတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်းတကယ်ပဲကျမဆိုလို့ရှိရင်အခုဆို full time လုပ်နေတာကနေပြီးတော့9ရက်လုပ်နေတာကနေကျမအချိန်ကို short ချပြီးတော့ကျမလုတ်လာနိုင်ခဲ့တယ်ဒါကလည်းဘာဖြစ်လို့လဲဆိုကျမကဒီ business လုပ်ငန်းအားဖြင့်ဝင်ငွေတစ်ခုအနေနဲ့ကျမကဖန်တီးလာနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျမရဲ့ full time အလုပ်တွေကိုကျမက short ချပြီးတော့လုတ်ကင်လာနိုင်ပြီးတော့သားသမီးတွေနဲ့ကျမကအချိန်ပို့ပြီးတော့ပေးလာနိုင်တာဖြစ်တယ်အခုဆိုလို့ရှိရင်ကျမတပတ်မှာဆိုရင်2ရက်လောက်ကိုကျမအေးစစ်စစ်နဲ့ကျမသားတွေနဲ့အချိန်ပေးနိုင်တယ်ညနေပိုင်းဒီမှာဆိုလဲကျမအချိန်ကို short ပြီးတော့လုပ်တဲ့ခါကျတော့အိမ်ကိုစောစောပြန်ရောက်တဲ့ခါကျတော့ကိုယ့်ရဲ့သားတွေကိုကျမ training တွေလိုက်ပို့ပေးနိုင်တယ်အရင်တော့ဆိုတိတ်ပြီးလိုက်ပို့မပေးနိုင်ဘူးပေါ့နော်အခုဆိုအေးစစ်စစ်သားတွေကိုပို့ပြီးအချိန်ပေးနိုင်တိုင်းနဲ့အပြင်ကိုအချိန်လဲပို့ပြီးတော့သားတွေနဲ့အချိန်ရတဲ့အပြင်မိသားစုရဲ့လှုပ်ဆောင်စရာအရာတွေကိုလည်းပို့ပြီးတော့လှုပ်လာတဲ့အပြင်ကိုဝင်ငွေလဲရတယ်ဆိုတာကိုကျမရဲ့အသက်တာအနေနဲ့ကျမကတွေ့ရတယ်ကျမရဲ့ရလက်ကလေးတွေကိုမိတ်ဆွေတို့ကို sharing လုပ်ခြင်းဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ဒီမှာအမရဲ့ page မှာကြည့်နေကြတဲ့မိတ်ဆွေတငယ်ချင်းတွေကိုကျမရဲ့ page မှာကြည့်နေကြတဲ့မိတ်ဆွေတငယ်ချင်းတွေအချိန်မရှိဘူးမှန်ပါတယ်လူတိုင်းကတော့အလုပ်တွေကတော့မျိုးစုံနဲ့အလုပ်ရှုပ်နေကြတာပဲဒါပေမဲ့ဝင်ငွေတစ်ခုတည်းနဲ့ရောမိသားစုမှာအဆင်ပြေလားဆိုတော့လေဒီလိုခေတ်အခြေအနေမျိုးမှာတော့မိသားစုမှာဝင်ငွေတစ်ခုတည်းနဲ့ဆိုတာလည်းအဆင်မပြေတော့ဘူးလေအဲ့တော့ကျမတို့ကပို့ပြီးတော့ရှာနိုင်မဲ့နေရာပို့ပြီးတော့ဒီဝင်ငွေincome ပေါ့နော် income string ကိုပို့ပြီးတော့ another income string ရှာနိုင်မဲ့ဟာလေးတွေကိုကျမတို့ကလှုပ်ဆောင်ဖို့လိုအပ်တယ်အဲ့လို income string another income string ရှာမဲ့ဆိုလို့ရှိရင်လေကျမတို့အချိန်ကလည်းမပေးနိုင်ဘူးဆိုတော့ဒီလုပ်ငန်းကအချိန်လည်းမပေးနိုင်ဘဲနဲ့ဝင်ငွေလည်းလိုချင်တယ်ဆိုတဲ့လူတွေအတွက်ပေါ့နော်အကောင်းဆုံးလုပ်ငန်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျမကကျမခံစားရတာဒီနဲ့ကျမရဲ့ရတဲ့ရလက်တွေနဲ့မိတ်ဆွေတို့ကို sharing လုပ်ခြင်းဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါမဟုတ်ကဲ့ဖြစ်ပေါ့နော်ကျမတို့တွေအရှင်မအမျိုးသမီးတွေပေါ့နော်မိခင်တွေဖြစ်တဲ့အခါမှာဆိုလို့ရှိရင်အမြဲတမ်းပဲမအားမလတ်တာတော့တော်များများပါပဲပေါ့နော်အကုန်လုံးအလုတ်လုတ်တဲ့မိခင်တွေဆိုတော့မှပို့ပြီးတော့မအောင်ပေါ့နော်ဟောက်ဆိုလို့ရှိရင်လည်းအလုတ်တစ်ဖက်နဲ့လုတ်တာအလုတ်ကလည်းရှိသေးတယ်ပြီးတော့ဒီစီးပွားရေးလုပ်ငန်းကိုလည်းနောက်ထပ်လည်းplan B အနေနဲ့အခုလိုမျိုးလုတ်တယ်ဆိုတဲ့ခါကျတော့ကိုယ့်အတွက်ကအချိန်ကအများကြီးပဲဘယ်လိုပြောမလဲတက်ကြီးလုပ်မယ်ဆိုမရဘူးပေါ့နော်ဒါပေမဲ့ဒီစီးပွားရေးလုပ်ငန်းအရန်ကောင်းတာတစ်ခုကတော့ကိုယ့်ရဲ့သားသမီးတွေကိုကြည်ရင်းနဲ့လှုပ်လို့ရတာဖြစ်တဲ့ခါကျတော့အရမ်းပဲအဆင်ပြေတယ်သွားဖို့လာဖို့ရအတွက်အချိန်တွေကလည်းအရမ်းပဲ safe ဖြစ်သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့တနေရာနဲ့တနေရာသွားဖို့အတွက်ကကြတော့လည်းပဲကျမတို့တွေခရီးလမ်းရှည်တဲ့ကားတွေက traffic တွေရှိတယ်ဆိုတော့ဒါတွေကတော်တော်လေးအချိန်ပေးရတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးအချိန်ပေးရမယ့်အချိန်မှာကိုကအိမ်မှာနေပြီးတော့မှတနာရီလောက်ပေါ့နော်2နာရီလောက်အချိန်လေးပေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်အတွက်ကလေဟိုတိုးတက်မှုတွေအများကြီးရှိတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကွန်ပျူတာပိုင်းဆိုင်ရာတော့၎င်းစိတ်ပိုင်းဆိုင်ရာတော့၎င်းတည်ဆောက်မှုတော့၎င်းပေါ့နော်ဆိုတော့ဒီ training site တွေကနေလေ့လာခြင်းအဖြစ်တင်ယူခြင်းအဖြစ်လည်းအများကြီးပဲတိုးတက်လာတာဖြစ်တယ်အခုလိုမျိုး light talk တွေပြောရတယ်ဆိုလေဒါလည်း business လုပ်တာရဲ့စိတ်တစ်ပိုင်းပေါ့လေဆိုတော့စိတ်တစ်ပိုင်းမှာဆိုတာကိုကလွတ်လို့ရတာဖြစ်တယ်ဆိုတော့အရန်ကောင်းတယ်နော်အိမ်မှာနေအခုကိုယ့်ရဲ့သားသမီးတွေကဘေးနားမှာရှိဆိုဒီလိုပြောရတယ်ဆိုတော့ဒါအရန်ကောင်းပါတယ်လို့ကျမတို့ရဲ့စီးပွားရေးလုပ်ငန်းကတော့ကျမတို့တွေက flexible ဖြစ်ပါတယ်လို့ flexible time ဖြစ်ပါတယ်ဆိုတော့မိမိကိုယ်တိုင်မိမိရဲ့ကိုယ်ပိုင်အချိန်နဲ့ကိုလုပ်ရတာဖြစ်တယ်သူတစ်ပါးတွေရဲ့အချိန်သတ်မှတ်တဲ့နေရာမှာကိုကလှုပ်ဆောင်ရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကိုကဘယ်အချိန်မှာအဆင်ပြေတယ်လဲကိုရဲ့အဆင်ပြေတဲ့အချိန်မှာမနေ့စောရီတော်၎င်းနေ့လည်းဖြစ်ဖြစ်ဒါမှမဟုတ်ညတကောင်ဖြစ်ဖြစ်ကိုဘယ်လိုအချိန်မှာအဆင်ပြေတယ်လဲကိုပါနဲ့ကိုပဲစီစဉ်ပြီးတော့မှလုပ်ရတာဖြစ်တယ်ဆိုတော့အရန်ပဲကျမတို့အတွက်ကအဆင်ပြေပြီးတော့မှလုပ်လို့ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်လို့ကိုဘလောက်အချိန်ပေးတယ်လဲကိုဘလောက်
စူးစမ်းတယ်လေကိုဘလောက်လေ့လာတယ်လဲဆိုတော့ဒီအရာတွေမှာမူတည်ပြီးတော့မှကျမတို့ရဲ့အောင်မြင်ခြင်းတွေကလည်းမြန်ရောက်သွားတယ်ဖြည်းဖြည်းရောက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုဟာမှုပဲရှိတာဖြစ်ပါတယ်ဒီစီးပွားရေးလုပ်ငန်းကိုဝင်လာတဲ့သူတွေလူတိုင်းကတော့အောင်မြင်မဲ့လမ်းကြောင်းမှာရှောက်နေတဲ့သူတွေဖြစ်တယ်လုံနေတဲ့ရွက်ကတော့ကိုကတော့တနေ့မှာတော့အောင်မြင်ကြတာကြီးပဲပေါ့နော်ဆိုတော့အောင်မြင်မဲ့သူတွေဖြစ်ကြပါတယ်ဆိုတော့ကအရမ်းပဲအဆင်ပြေပါတယ်လို့ခရီးသွားပြီးတော့မှစီးပွားရေးလုပ်ငန်းတွေလည်းလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကလွတ်လို့ရတယ်ဆိုတဲ့အကြောင်းလည်းပြောပြပေးချင်ပါတယ်။ဘာကြောင့်လဲခုနလိုပဲအချိန်ကလည်းကန့်တက်ချက်ထားတာမရှိဘူးပေါ့နော်အလုပ်ချိန်ကဆိုတော့ခရီးသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းကိုကအင်တာနက် line နဲ့ wifi တွေရှိတယ်ဆိုလို့ရှိရင်ဒါလေးနဲ့ connect လုပ်ပြီးတော့မှလုပ်လို့ရတာဖြစ်တဲ့ကြောင့်မလို့အရမ်းပဲအဆင်ပြေတယ်ကိုယ့်ရဲ့သားသမီးတွေနဲ့picnic ထွက်လိုက်အောင်တော့ဒါလည်းအလုပ်လုပ်လို့ရတာပဲဖြစ်တယ်သူတို့ကတော့စော့နေတာပေါ့နော်ဆိုတော့ကလေးကစားကွင်းတွေသွားတယ်သူတို့စိတ်ဝင်စားအရာလေးတွေကြည့်နေတဲ့အချိန်မှာကိုကတော့ကိုယ့်ရဲ့အလုပ်လေးကိုလုပ်လို့ရတာဖြစ်တဲ့အခါမှာအဆင်ပြေတဲ့အလုပ်ဖြစ်တယ်ခုနပြောသလို system နဲ့လည်းလုပ်ရတာဖြစ်တဲ့အခါမှာကျမတို့က system ထဲမှာအကုန်လုံးထည့်ထားလိုက်ပြီဆိုလို့ရှိရင်က system ကကျမတို့အတွက်အလုပ်လုပ်ပေးတာဖြစ်တယ်ဆိုတော့ကျမတို့အတွက်90%တော့မှဒီ system ကလုပ်ပေးတာဖြစ်တဲ့အခါမှာအရမ်းပဲတက်တောင့်တက်တာရှိတယ်လို့ဆိုတော့ဒီအချိန်ကကြတော့နီးပညာတွေကိုအသုံးပြုပြီးတော့မှစီးပွားရေးလုပ်ရတာဖြစ်တဲ့အခါမှာဒီလိုအခြေအနေရောက်လာတာဖြစ်တဲ့အခါမှာကိုကလည်းပဲ system တွေကိုသုံးပြီးတော့မှအသုံးတက်မယ်အသုံးပြုမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ကတော့အင်မတန်မှပဲပေါ့ပါတယ်ပေါ့နော်ပေါ့ပါလေးဖြစ်ပါတယ်လို့ဆိုတော့နီးပညာတွေတိုးတက်လာတဲ့အများကိုယ်တိုင်လည်းပဲဒီနီးပညာတွေကိုလေ့လာပြီးတော့မှသင်ယူပြီးတော့မှကျမတို့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လေကျမတို့အတွက်ကတော့အများကြီးပဲလှုပ်ဖို့ရအတွက်အများကြီးရှိတယ်ပေါ့နော်ဆိုတော့လူတိုင်းကလည်း online နဲ့ပဲလုပ်နေတာတွေအများကြီးတွေ့လာရတယ်ဆိုတော့ကျမတို့ကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့လည်းပဲပေါ့နော်ဆိုတော့ခင်မီချင်းနဲ့ကိုယ့်ရဲ့ဒီတစ်ဖက်တစ်လားနဲ့ဝင်ငွေတွေရချင်တယ်ကိုယ့်ရဲ့သားသမီးတွေနဲ့အချိန်တူတူနေပြီးတော့မှလည်းပဲ quality time နေနဲ့ပဲဝင်ငွေရှာချင်တယ်ရချင်တယ်ဆိုလို့ရှင်တော့လေဒီစီးပွားရေးလုပ်ငန်းကိုလေ့လာကြည့်ဖို့ရအတွက်လည်းဖိတ်ခေါ်ချင်တာဖြစ်ပါတယ်လို့ဒါဆိုလို့ရှင်တော့ကျမတို့ရဲ့စီးပွားရေးလုပ်ငန်းကလုပ်မယ်ဆိုလို့ရှင်တော့ဘာတွေလိုအပ်တယ်လဲပေါ့နော်ဆိုတော့လိုအပ်ချက်လေးလည်းပြောပြပေးပါဦးလို့ဟုတ်ကဲ့ကျမတို့ရဲ့ဒီလုပ်ငန်းကိုစပြီးတော့စိတ်ဝင်စားတယ်လောက်ကင်ချင်တယ်ဆိုလို့ရှိရင်တော့ပထမဦးဆုံးကျမတို့ရဲ့ဒီ page မှာရှိကြတယ်ဒီ website လေးတွေမှာအမရဲ့ website လေးတွေမှာပဲဖြစ်ဖြစ်ကျမရဲ့ website မှာပဲဖြစ်ဖြစ်မိတ်ဆွေရဲ့နာမည်လေးနဲ့ email လေးကိုထည့်ပြီးတော့ပထမဦးဆုံး free webinar လေးတွေကိုလေ့လာဖို့လိုအပ်ပါတယ်လို့90 minutes ပေါ့နော်အဲ့ဒီမှာကြည့်တဲ့အခါကြလို့ရှိရင်ကျမတို့ကဘယ်လိုမျိုးကျမတို့ဒီ system နဲ့အလုပ်လုပ်တယ်ဆိုတာမျိုးတွေဘယ်လိုမျိုးအလုပ်လုပ်ပြီးတော့ဘယ်လိုရလက်တွေခံစားရတယ်ဘယ်လိုမျိုးတွေတိုးတက်မှုရှိတယ်ဆိုတဲ့ဟာလေးတွေကိုမိတ်ဆွေတို့ကောင်းကောင်းလေးတွေးရမှာဖြစ်တယ်ပြီးလို့ရှိရင်เนาะဆက်ပြီးတော့မိတ်ဆွေကဒီလုပ်ငန်းကိုစိတ်ဝင်စားတယ်ဆက်ပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင်เนาะကျမတို့ရဲ့ဒီ training site package ဆိုတာရှိရဲ့အဲ့ဒီဟာကဒေါ်လာ149ကျပ်ကိုပေးသွင်းပြီးတော့မိတ်ဆွေကလေ့လာမယ်ဆိုလို့ရှိရင်ဒီကျမတို့ကဘယ်ကုမ္ပဏီနဲ့ကျမတို့ကလက်တွဲထားတယ်ဘယ်လိုမျိုးလုပ်ငန်းတွေဘယ်လိုမျိုးတွေလှုပ်ဆောင်နေတဲ့ဆိုတာတေးချအသေးစိတ်မိတ်ဆွေကတွေ့ရမှာဖြစ်တယ်ပြီးလို့ရှိရင်တကယ်ပဲအလုပ်လုပ်နေတဲ့လူတွေရဲ့အောင်မြင်မှုတွေသူတို့ရဲ့ဘယ်လိုစူးစမ်းပြီးဘယ်လိုလှုပ်ဆောင်မှုအောင်မြင်မှုတွေကိုတေးချအသေးစိတ်မိတ်ဆွေတို့တွေ့ရမှာဖြစ်တယ်ဘာဖြစ်လို့ကျမတို့ကတခါလေကျတော့ပြောကြတယ်နေတို့ဗီဒီယိုတွေအများနဲ့လုပ်နေတာပဲlive တွေလုပ်နေတာပဲဘာလို့တခါလဲမပြောလဲဆိုကျမတို့ရဲ့လုပ်ငန်းက global business ဖြစ်တယ်ပြီးတော့တထိုင်နဲ့ကျမတို့ရှင်းပြဖို့အတွက်မလုံလောက်ဘူးဘာဖြစ်လို့ဆိုတော့ system နဲ့အလုပ်လုပ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေကကိုယ်တိုင်ဝင်ကြည့်ပြီးလေ့လာမှသာတေချာအသေးစိတ်တွေ့ရမှာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ဒေါ်လာ149ကျပ်ကိုပေးသွင်းပြီးတော့လေ့လာတဲ့အခါမှာဆိုလို့ရှိရင်မိတ်ဆွေတို့ကအသေးစိတ်တေချာသိရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့မိတ်ဆွေကတစ်ခါ investment လုပ်တာနဲ့ lifetime income တွေကိုရအောင်ဖန်တီးနိုင်တဲ့လုပ်ငန်းလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့အရန်ကိုအချိန်လဲ save ဖြစ်တဲ့ပတ်စံအားဖြင့်လေ investment အားဖြင့်လည်းအများကြီးကုန်စရာမလိုဘဲနဲ့ကျမတို့တက်နိုင်တဲ့အမောင့်ကိုရွေးချယ်ပြီးတော့လုပ်ကိုင်လို့ရတဲ့လုပ်ငန်းဖြစ်ပါတယ်လို့အခုဆိုလို့ရှိရင်တော့လုပ်ငန်းတွေ investment လုပ်တဲ့လုပ်ငန်းတွေအများကြီးရှိတယ်အဲ့ဒီလုပ်ငန်းတွေကတော့မိတ်ဆွေတို့အများကြီးဝင်ငွေinvestment တွေပတ်စံတွေအများကြီးရင်းနှီးပြီးတော့လုပ်ရတယ်ကျမတို့လုပ်ငန်းကြတော့မိတ်ဆွေအများကြီးရှိလို့ရင်းနှီးခြင်းလည်းရပါတယ်ဒါပေမဲ့လို့ပြောချင်တာကကိုတက်နိုင်တဲ့အမောင့်ကိုရွေးချယ်လို့ရတယ်ဆိုတာလေးကိုအတိအကပြောချင်ပါတယ်လို့ကျမတို့ဆိုလို့ရှိရင်လည်းကိုတက်နိုင်တဲ့အလျောက်ကိုတက်နိုင်မှုပေါ့နော်အဓိကပြောချင်တာတော့ကိုရဲ့တက်နိုင်မှုနည်းနည်းလေးလားနည်းနည်းလေးနဲ့လည်းစားလို့ရတယ်များလားများစားလို့ရတယ်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့မိတ်ဆွေရဲ့ဝင်ငွေကရရှိမှာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့
မိတ်ဆွေတို့လှုပ်ချင်တဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်လာရောက်ပြီးတော့လေ့လာကြည့်ပါအကျိုးရလဒ်တွေကိုမိတ်ဆွေခံစားရမှာဖြစ်တယ်တွေ့ရှိရမှာဖြစ်တယ်လို့ကျွန်မကပြောချင်ပါတယ်လို့ မှန်ပါတယ်ကိုကဘလောက်လိုချင်တယ်လဲဘောနော်လိုချင်တဲ့ပုံမှာမူတည်ပြီးတော့မှကိုက investment လုပ်တာဖြစ်တယ်တတ်နိုင်တဲ့ပုံမှာလိုချင်တဲ့ပုံမှာ investment လုပ်တဲ့အခါမှာကိုရဲ့မျော်လင့်တဲ့အတိုင်းပေါ့နော်ဆိုတော့မျော်လင့်တဲ့အတိုင်းကိုရတာဖြစ်တယ်အဲ့ဒီမျော်လင့်တာတဲ့ကိုလည်းအများကြီးပိုရတာဖြစ်ပါတယ်ခုနကတော့တစ်ချက်ကိုပြန်ပြောမယ်ဆိုလို့ရှိရင်တော့ကျမတို့ကလိလာပါလို့ပြောတယ်ပေါ့နော်ဆိုတော့ဟုတ်တယ်ကျမတို့လည်းအမြဲတမ်းပြောတယ်ဘာဖြစ်လို့တထိုင်နဲ့ပြောလို့မပြောပြလိုက်တာလဲဆိုတာကတကယ်တော့လေစီးပွားရေးလုပ်ငန်းတစ်ခုခုပေါ့နော်လုပ်ငန်းတစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင်ကိုကြတိချာလိလာပြီးတော့မှကြည့်တဲ့အခါမှာတည်တဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့မှယုံကြည်စိတ်ချမှုဆိုလဲကိုယ်တိုင်ပဲရရှိတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးစိတ်ချမှုရှိတဲ့အခါလုပ်တဲ့အခါမှာဆိုလို့ရှိရင်လေကိုကစိတ်ချထားတဲ့အသက်ကြောင့်မလို့နော်အဲ့ဒီဟာလေကိုယ့်ရဲ့ခွန်အားထုတ်ပြီးတော့မှကိုကလှုပ်ဆောင်မဲ့လုပ်ငန်းတွေမှာအကောင်းဆုံးကိုကလုပ်နိုင်တာဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်လေကိုကလေမလစ်လာဘဲနဲ့သူများပြောတာလောက်ပဲယုံပြီးတော့မှလုပ်တယ်ဆိုလို့ရှိရင်ကိုကလေဟုတ်ပါမလားဆိုအတန်တရားတွေနဲ့ကြတော့ကိုကရှေ့ကိုမတိုးနိုင်တော့ဘူးเนาะအဲ့မှာပဲစလေစိတ်ကလေအားတက်တာလည်းမရှိတော့ဘူးညော့သွားပြီးတော့မှပြန်နှုတ်ဆက်သွားတဲ့အရာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဘယ်လုပ်ငန်းပဲဖြစ်ပါအဓိကတော့ဒီစီးပွားရေးလုပ်ငန်းကိုလုပ်မယ်ဆိုလို့ရှိရင်လည်းကျမတို့ကစိတ်သက်ပိုင်းဆိုင်ရတော့ခိုင်မာမှုရှိရမယ်ခိုင်ခန့်မှုရှိရမယ်ဇွဲရှိရမယ်ပေါ့နော်စူးစမ်းရမှာဖြစ်တယ်ဆိုတော့ကျမတို့အောင်မြင်နေဆိုတဲ့အရာကလည်းအလကားရလာတာမဟုတ်ဘူးဘယ်အရာမဆိုကျမတို့ပေးဆက်ခြင်းတော့ရှိတယ်အချိန်ပေးရတာဖြစ်တယ်ဆိုတော့အခုဒီစီးပွားရေးလုပ်ငန်းမှာလည်းအတွေ့အကြုံမရှိဘူးဆိုပြီးတော့မှလည်းစိတ်သက်ကြစရာလည်းမလိုဘူးဒီမှာ training set ရှိတဲ့အခါမှာကျမတို့တင်ယူလေ့လာခြင်းအပြင်ဒီကနေပဲကျမတို့အကုန်လုံးသင်ပေးတာဖြစ်တယ်ဒီမရွေးပေါ့နော်အကုန်သင်ပေးတဲ့အခါမှာကျမတို့ကဒီအကနေတဆင့်ပြီးတဆင့်ချင်းကျမတို့တွေကလုပ်ငန်းကခေါ်သွားပေးတာဖြစ်တဲ့ကြောင့်မလို့ကြောက်စရာမလိုဘူးဆိုတဲ့အကြောင်းပြောချင်ပါတယ်ဆိုတော့အခုနောက်တော့ကလေ့လာသင်ယူမှုလို့ပြောတဲ့အခါမှာဒီလေ့လာဖို့ပေါ့နော်လေ့လာဖို့ရန်အတွက်ပြောတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ကဗီဒီယိုနဲ့တစ်ဆင့်ပြီးတစ်ဆင့်ကျမတို့ကိုတိတိကျကျရှင်းပြထားတာဖြစ်တယ်လုပ်ငန်းအကြောင်းကိုပေါ့နော်အသေးစိတ်ရှင်းပြထားတာဖြစ်တဲ့ကြောင့်မလို့ကျမတို့လည်းတထိုင်နဲ့ပြောမယ်ဆိုလို့ရှိရင်အခုဒီ free webinar တော့မှမိနစ်60ရှိတယ်ပေါ့နော်ဆိုတော့ဒါတော့ကျမတို့မိနစ်60ပြောမယ်ဆိုလို့ရှိရင်ဘယ်သူမှလည်းထိုင်နားထောင်မှာမဟုတ်ဘူးနောက်ထပ်ကျမတို့လေ့လာစရာတစ်ဆင့်ချင်းလေ့လာစရာရှိတဲ့အရာလေးတွေကိုလည်းဘယ်သူမှလည်းထိုင်နားထောင်မှာမဟုတ်ဘူးကျမတို့လည်းဒီလောက်ကြီးဒီမရွေးလဲကျမတို့လည်းမပြောတတ်ဘူးပေါ့နော်တကယ်ကျမတို့ရဲ့ခေါင်းဆောင်တွေတကယ်ပညာရှင်တွေကနေဒီစီးပွားရေးလုပ်ငန်းကြောင်းကိုတိချာလေးချပြထားတဲ့အရာလေးတွေကိုကိုယ်တိုင်ကိုကြလေ့လာပြီးတော့ခါကြတော့မှပဲသိမှာဖြစ်တယ်ဆိုတော့မိတ်ဆွေတွေလေ့လာပြီးသွားပြီးအခါတော့မှမသိပါဘူးဘယ်နေရာမှာဒီဟာလေးကတော့ဘာလဲဆိုမေးလာတဲ့ခါမှာကျမတို့ကတဲ့ခါမှာတိချာပြန်ပြီးတော့မှရှင်းပြပြီးမှဖြစ်တယ်ဆိုတော့အရင်ဦးဆုံးလေ့လာကြည့်ဖို့ရအတွက်လည်းပြောပြချင်ပါတယ်လို့ကိုယ့်အတွက်ပဲဖြစ်တယ်ပေါ့နော်ဘယ်သူအတွက်မှမဟုတ်ဘူးကိုယ့်အတွက်ပဲဖြစ်ပါတယ်လို့ကျမတို့ရဲ့မိတ်ဆွေတွေကျမတို့ကတော့ကလေးမိခင်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ကလေးမိခင်တွေဖြစ်တော့ကိုယ့်ရဲ့သားသမီးနောင်ရဲ့အတွက်ကတော့အမြဲတမ်းပဲတွေးပြီးတော့မှဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတာအမြဲတမ်းပဲစီမံကိန်းတွေရှိတယ်ပေါ့နော်ဆိုတော့လုပ်ပေးချင်တာဖြစ်တယ်ဆိုတော့အဲ့မျိုးလုပ်ပေးချင်အောင်လို့ဒီစီးပွားရေးလုပ်ငန်းကိုလည်းကျမတို့ကလုပ်နေတာဖြစ်တယ်ဆိုတော့ကျမတို့မျိုးကလေးမမေတွေရှိမယ်ဆိုရင်ကျမတို့နဲ့အတူတူပဲပေါ့နော်ဒီလက်တွဲလုတ်ကင်ဖို့ရအတွက်လည်းကျမတို့ကဖိတ်ခေါ်ချင်ပါတယ်ဆိုတော့အရင်ဦးဆုံးလေ့လာကြည့်ပါလူတိုင်းအတွက်ဖြစ်ပါတယ်ကလေးမိခင်တွေအတွက်လည်းဖြစ်တယ်လို့အိမ်ထောင်ရှင်မတွေဖြစ်တယ်လို့အမျိုးသားတွေအတွက်လည်းဖြစ်တယ်အသက်18နှစ်ပြည့်တဲ့သူတိုင်းကလည်းဘယ်သူမဆိုကျမတို့လွတ်လို့ရတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်လို့ဆိုတော့ကအင်တာနက်ရဲ့ wifi ရဲ့ရှိပြီးတော့မှဒီဖုန်းနဲ့ laptop ဖြစ်ဖြစ်ကွန်ပျူတာဖြစ်ဖြစ်ရှိတယ်ဆိုလို့ရှိရင်ကျမတို့ကလွတ်လို့ရတာဖြစ်ပါတယ်လို့ခုနပြောသလိုပဲမနဲ့အစောကြီးပေါ့နော်အလုပ်မသွားချင်ဘူးအိမ်မှာပဲနေချင်တယ်အိမ်ကနေပဲအလုပ်လုပ်ချင်တယ်ဆိုတဲ့သူတွေမနဲ့အစောကြီးဒီအလမ်နေနဲ့မထချင်တဲ့မထဘဲနဲ့ပေါ့နော်အဲ့လိုမျိုးအလမ်တွေကိုမုန်းတဲ့သူတွေဆိုလို့ရှိရင်တကယ်လို့အခုလက်ရှိအလုပ်လုပ်နေပေမဲ့လည်းအနာဂတ်အတွက်ကျမတို့တွေကြိုတင်စဉ်းစားပြီး plan B အနေနဲ့ဒီစီးပွားရေးလုပ်ငန်းကိုတွဲပြီးတော့မှလေကျမတို့လွတ်ရတယ်ဆိုတဲ့အကြောင်းလည်းအသိပေးချင်ပါတယ်လို့နောက်ပြီးတော့မှကျမတို့ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့အသက်ကြီးတဲ့အခါမှာဆိုလို့ရှိရင်လည်းပေါ့နော်ဟာအသက်ကြီးလို့ရှိရင်ပင်စင်ကလောက်ပါမလားဆိုတဲ့အရာတွေစိုးရိမ်နေတယ်ပူပန်နေတယ်ဆိုလို့ရှိရင်ဒီစီးပွားရေးလုပ်ငန်းကလည်းတကယ်ပဲကိုကအခုချိန်က plan B အနေနဲ့ဘလောက်ဖြစ်ဖြစ်တရက်ကို1နာရီဖြစ်ဖြစ်2နာရီဖြစ်ဖြစ်ကိုကအချိန်ပေးပြီးတော့မှပေါ့နော်တရားကိုလေ့လာပြီးတော့မှဒီစီးပွားရေးလုပ်ငန်းကိုဝင်ရောက်လုတ်ကင်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပင်စင်လက်စာဆိုလို့ရှိရင်ဒီမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ပူပန်စရာမလိုဘူးပေါ့နော်ဆိုတော့ဒီဟာလေးကိုလည်းပဲကျမတို့ကချပြတာဖြစ်ပါတယ်လို့ပင်စင်
ယူတဲ့အချိန်ကအသက်အရွယ်ကြီးတဲ့အခါမှာကိုကတက်တောင့်တက်တာနဲ့နေချင်တဲ့ဆိုလို့ရှိရင်လည်းဒီစီးပွားရေးလုပ်ငန်းကိုဝင်ရောက်လေ့လာပြီးတော့မှလုတ်ကင်ဖို့ရအတွက်ကျွန်မဒီနေရာကနေလည်းအသိပေးချင်တာဖြစ်ပါတယ်လို့ဆိုတော့ဒီစီးပွားရေးလုပ်ငန်းအကြောင်းပြောမယ်ဆိုလို့ရှိရင်တော့အများကြီးပဲရှိတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်မဆိုလို့ရှိရင်လည်းတရက်ထက်တရက်ကိုလုံနိုင်တဲ့လောက်ကိုလုံတာဖြစ်တယ်ကိုလုံနိုင်လောက်လုံနေတဲ့ကလည်းကိုပြောတယ်ဘာဖြစ်လို့လဲဒီကနေလေကျွန်မတို့တွေပညာတွေရတယ်အခုဆိုတော့မိတ်ဆွေတွေရတယ်ဆိုလို့ရှိရင်ကျမတို့တွေစကားပြောရတယ်ပေါ့နော်ခုနကလည်းဟောင်းနဲ့ပြောနေကြတယ်တခြားမှာဒါဆိုလို့ရှိရင်ကျမတို့တစ်ခါလေအလုံးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင် stress တွေများတယ်ခါလေလုံငန်းမှာဆိုအပြိုင်ဆိုင်တွေများတယ်ဆိုလို့ရှိရင်ကျမတို့တွေသိဟိုစကား conversation တွေလည်းတစ်ခါကြတော့လေသိမရှိကြဘူးလေနော်ဆိုတော့ဒီမှာကြတော့ဘဒူးရဲ့ကျမတို့ဖိနှိပ်တာလည်းမရှိဘူးပြီးတော့မှကျမတို့ push လုပ်တာလည်းမရှိဘူးကိုယ့်ဟာနဲ့ကိုယ်ပဲပေါ့ပပလေးပဲလीเนาะကျမတို့တွေလောက်ရတာဖြစ်တဲ့ခါကျတော့အရင်ပဲကျမတို့အတွက်တက်တောင့်တက်တာဖြစ်တဲ့အရင်ပဲအဆင်ပြေပါတယ်လို့ညီမတွေလို့မောင်နှမတွေလို့ပေါ့နော်ကျမတို့တကဘာလုံးကလူတွေနဲ့ကျမတို့မိတ်ဆွေဖွဲ့လို့ရတာဖြစ်တယ်တယောက်ကိုတယောက်ပေါ့နော်လေ့လာသိရတာဖြစ်ပါတယ်လို့ဆိုတော့ဒီစီးပွားရေးလုပ်ငန်းကတော့လူတိုင်းနဲ့တင့်လျော်တဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်ပါတယ်လူတိုင်းလည်းလုတ်ကင်ဖို့ရအတွက်ကျမတို့အားလုံးကိုဖိတ်ခေါ်နေပါတယ်လို့ပြောချင်ပါတယ်လို့ကဲဒါဆိုလို့ရှိရင်ဟောက်ရဲ့အပစ်ကပြောရင်းနဲ့ပဲဒီရဲ့ like ကိုအဆုံးသတ်ချင်ပါတယ်လို့ဟုတ်ကဲ့ပါအပစ်ကပြောချင်တာကတော့လည်းလှုပ်ချင်တယ်နည်းနည်းလေးကြောက်စိတ်ဝင်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းဆိုတာကတော့မအောင်မြင်သေးခင်မှာတော့တိုင်းကတော့ကြောက်စိတ်ဆိုတာဖြစ်တာပဲကျမဆိုလဲစတော့ကြောက်စိတ်ဆိုတာရှိတာပဲလေဒါကတော့တဘာဝပါပဲဘာလုပ်ငန်းပဲဖြစ်ဖြစ်စပြီးတော့လှုပ်ဆောင်တဲ့အခါမှာဆိုပြီးကြောက်စိတ်ကတော့ရှိကြတာပဲပေါ့နော်ဒါမဲ့လို့ကြောက်စိတ်ရှိတယ်ဆိုတဲ့ဟာလေးနဲ့ပဲကြောက်နေလို့ပဲမပြီးသွားဘူးလေကြောက်နေတဲ့နေရာမှာပဲနေမယ်ဆိုရင်တော့ဘာမှကိုကရလက်တီခံစားရမှာမဟုတ်ဘူးအဲ့တော့ကြောက်စိတ်ကိုတွန်းလှန်ပြီးတော့ကိုယုံကြည်စွာနဲ့လိုက်လျှောက်ပါလို့ခြေလှမ်းလိုက်ပါအဓိကတော့ကိုကခြေလှမ်းစဖို့ပဲအရေးကြီးတာပါလို့ခြေလှမ်းစကြည့်လိုက်ပါတိတိလေးပဲဖြစ်စကြည့်လိုက်ပါလို့တနေ့မှာတိတိလေးပဲစတယ်ဆိုလို့ရှိရင်ကျမတို့အခုဆိုလို့ရှိရင်တေးသေးလေးစရင်းနဲ့ပေါ့နော်ပြီးတဲ့ခါကြလို့ရှိရင်ကျမတို့ကရလက်တွေကိုခံစားရမှာဖြစ်ပါတယ်လို့အခုဆိုလို့ရှိရင်အောင်မြင်နေတဲ့လူတွေကြည့်လိုက်ပါအစမှာလူတိုင်းကတော့ခက်ခဲတဲ့ခြေလမ်းနေနဲ့ပဲကြောက်တဲ့စိတ်ခြေလမ်းနေနဲ့ပဲစခဲ့ကြရတာပါလို့ပြီးတဲ့ခါကြလို့ရှိရင်တော့အခြေအနေတစ်ခုရောက်သွားလို့ရှိရင်တော့အောင်မြင်မှု result ဆိုတာတေချာတွေ့ရမှာဖြစ်ပါတယ်လို့ကျမကခွန်အားပေးချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ဟုတ်ပါတယ်တေးသေးလေးကနေကျမတို့စပြီးတော့မှအဲ့ဒီတေးသေးလေးတွေကိုစုလိုက်မယ်ဆိုလို့ရှိရင်အကြီးကြီးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျမတို့ကအကြီးကြီးဖြစ်တဲ့ခါကျမှမြင်တယ်လေနော်ဆိုတော့တေးသေးလေးတော့ဂရုမထားမိတာဖြစ်တယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ကျမတို့တောင်တက်မယ်ဆိုလို့ရှိရင်လည်းပထမခြေလမ်းဆိုတာကျမတို့လမ်းတယ်ပြီးတော့မှတဆင့်ချင်းကျမတို့တက်သွားတဲ့အခါမှာတောင်ထိပ်ကိုရသွားတာဖြစ်တယ်ဆိုတော့ပထမခြေလမ်းကမိတ်ဆွေတွေကအရန်ပဲအရေးကြီးတာဖြစ်တယ်ဆိုတော့ပထမခြေလမ်းကလည်းခိုင်ခန့်ဖို့ရအတွက်လည်းလိုတယ်ပေါ့နော်ဆိုတော့ဒီပထမခြေလမ်းကိုမကြောက်ဖို့လည်းအတွက်လိုတယ်ဆုံးဖြတ်ချက်တွေခိုင်မာဖို့အတွက်လည်းလိုတာဖြစ်ပါတယ်ဆိုတော့ခုနဟောက်ပြောသလိုပေါ့နော်ညီမပြောသလိုပဲကျမတို့မကြောက်ဘဲနဲ့အရင်ဦးဆုံးဒီစတင်လိုက်ပါပေါ့နော်စတင်လိုက်ပဲဆိုတော့စတင်ပြီးတော့မှလိလာကြည့်ပါဆိုလိလာကြည့်တဲ့အခါမှာကျမတို့တွေဒီနေရာမှာကိုယ်နဲ့တင့်လျော်လားကြိုက်လားမကြိုက်လားပေါ့နော်ဆိုတော့ဒီအရာလေးတွေကျမတို့သိလာရမှာဖြစ်တယ်ဆိုတော့ယင်းနှမြုပ်နှံမှုအပိုင်းမှာဆိုလို့ရှိရင်လည်းဒီလိုပဲထောင်ကနန်းနဲ့တောင်းကနန်းထိရှိတာဖြစ်တဲ့အခါမှာကိုကဘလောက်ထိပဲလုံနိုင်မလဲဘလောက်ထိယင်းနှမြုပ်နှံနိုင်မလဲဘလောက်ထိကိုကအကျိုးမြတ်တွေရရှိနိုင်မလဲဆိုတာလေကိုကသိလာမှာဖြစ်တဲ့အခါမှာကျမတို့ဒီစီးပွားရေးလုပ်ငန်းကနေအရင်ဦးဆုံးလေ့လာပြီးတော့မှပဲဆုံးဖြတ်လို့ရမှာဖြစ်တဲ့အခါမှာကျမတို့ကတော့ကြိုးဆူပါတယ်လို့ဆိုတော့ခြေလမ်းကိုစမယ်ဆိုလို့ရှိရင်လည်းပဲကျမတို့တွေလုံးဝသူများပြောရနေပဲခြေစုံပစ်ပြီးတော့ဝင်လိုက်တာမျိုးမဟုတ်ဘူးနော်ဆိုတော့ကိုယ်တိုင်ကိုကြလေ့လာခြင်းအဖြစ်ကျမတို့တွေအစပြုလို့ရပါတယ်လို့ကြောက်စိတ်တွေကိုဘေးဖေပြီးတော့မှကိုယ့်ရဲ့အနာဂတ်လပ်ပတ်ဖို့အတွက်ခြေလမ်းတလန်းလေးကိုလှမ်းလိုက်မယ်ဆိုလို့ရှိရင်ကျမတို့ကလည်းဝမ်းမြောက်စွာနဲ့ဒီနေရာကနေကြိုးဆိုပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်လို့ဆိုတော့ဒီနေ့ like ကိုကျေးဇူးတင်ပါတယ်ဒီနေ့ရဲ့ like ထဲမှာလည်းပဲမိတ်ဆွေတို့အဖြေရှာနေတယ်ဆိုလို့ရှိရင်လည်းအဖြေရမယ်လို့လည်းကျမယုံကြည်ပါတယ်လို့ဒီစီးပွားရေးလုပ်ငန်းကလူတိုင်းအတွက်ဖြစ်တဲ့အခါမှာအားလုံးကိုပဲကြိုးဆိုပါတယ်အားလုံးလည်းဖျားသခင်ချူကောင်းကြီးပေးပါစေလို့ကျမတို့ like တွေ share တွေ comment တွေပေးတဲ့သူလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့လုပ်တဲ့လုပ်ငန်းစဉ်တိုင်းမှာတွေအကုန်လုံးမှာလည်းအဆင်ပြေပါစေပေါ့နော်ကျမ်းပါပါစေလို့ဒီညကနေမေတ္တာပို့ရင်ဆုမွန်တောင်းရင်းနဲ့ပဲဒီ like လေးကိုအဆုံးသတ်ချင်ပါတယ် bye bye love you all